အဲ့ပါတော့အလွန်ခဲ့တဲ့တစ်ပတ်လောက်ကမြေခွက်ပိုင်ရှင်တွေ့ပြီတဲ့အဲ့တွေ့ပြီးတော့ဝမ်းသာအားရနဲ့ဟဲ့မြေခွက်ပိုင်ရှင်တွေ့ပြီပေါ့ဒီလည်းပြီးတော့မြေခွက်ကအဲ့ပိုင်ရှင်မဟုတ်ပွဲစားတွေကဖုန်းဆက်တာ250 300လောက်ရှောက်မှရောင်းမယ်တဲ့ဆိုတော့250 300ဆိုတော့ကျမလည်းအမှန်ကြီးပတ်စံမရှိပါဘူးဆိုတော့ဟဲလိုချင်တာတော့လိုချင်တာပေါ့လေကိုယ့်အတွက်လည်းမဟုတ်ကလေးတွေအတွက်ပေါ့နော်အဲ့နဲ့သူတို့ကဘယ်လိုလဲဆိုတော့အဲ့ပွဲစားတွေအဲ့မှာပိုင်ရှင်မိန်းမဖုန်းပြန်ဆက်လာပိုင်ရှင်နဲ့ဓာတ်ရိုက်ချိတ်မိတယ်ပေါ့နော်ပိုင်ရှင်ကဒါနဲ့ကျမနေခွက်ပဲတဲ့ဆိုတော့ဟဲဝမ်းသာလိုက်တာပေါ့ကျမပိုင်ရှင်ကိုယ်တိုင်တွေ့ရပေါ့အဲ့ဒါတဲ့ဟိုပွဲစားတွေကိုတဲ့အာယုံနောက်လို့တဲ့ပွဲစားတွေနဲ့မလောက်ခိုင်းတော့ဘူးတဲ့ပွဲစားတွေကသူ့စီကနေပြီးတော့ရေခွက်ကိုပေါ့နော်ဒီလိုမျိုးပတ်စံ250လောက်နဲ့အတင်းလိုက်ဝယ်ပြီးတော့ကျမတို့ပြမကိုပြန်ရောက်မယ်ပေါ့ဘာလို့ဆိုတော့ကျမကဒီမြေခွက်ကိုအရန်လိုချင်နေတယ်ဆိုတာသိတယ်လေသိတဲ့အတွက်ကြောင့်ကျမကို350 400လောက်တင်ရိုက်မယ်ပေါ့နော်350 400လောက်တင်ရိုက်ဖို့သူ့စီကနေပြီးမြေခွက်ကိုတဲ့ပွဲစားရဲ့တရားပြီးဖုန်းဆက်နေကြတယ်တဲ့အဲ့မျိုးသမီးကကျမကဖုန်းဆက်ပြောတယ်ဟဲ့ဟလာပေါ့အဲ့တော့အမကိုဈေးတင်ပြီးရောင်းမှဖြစ်တဲ့အတွက်တဲ့ကျမကတဲ့အမကိုပေါ့နော်ကလေးတွေလည်းလုပ်ပေးတဲ့အတွက်ကြောင့်ကျမကအမကိုအရင်တိုင်းမဲ့ပေးမယ်တဲ့ရင်တိုင်းမဲ့ပေးမယ်တဲ့ဆိုတော့ကျမအရန်ဝမ်းတာဝါလေဒီမြေခွက်ကတဲ့သူ့ဝယ်တာ300ကျော်နဲ့ဝယ်ထားတာတဲ့300ကျော်နဲ့ဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမကို300အတိနဲ့ပြန်ရောင်းမယ်တဲ့ဆိုတော့ဟဲကျမရန်ဝမ်းတာဝါလေဘာလို့လဲဆိုတော့350တဲ့မြေခွက်ကိုကျမကိုသူက300နဲ့ရောင်းမယ်ဆိုတော့ကျမအရန်ဝမ်းတာဝါမနေ့ကဖြစ်ပြမနေ့က live လည်းလွှင့်တာမနေ့ကဂီဟာမှာလည်းရှိမနေ့ကအန်နီကွန်မက်ကွန်နီတို့လည်းလာရရှိမှာလူကလေစိတ်တော်ကြပြောမှအဲ့နဲ့ကျမဒီသားလေးပေါ့ဒီမေယုံမပါတဲ့သားလေးကိုသွားယူတဲ့နေရဈေးက300နဲ့တဲ့သွား300နဲ့တဲ့သွားတော့တောင်းတကုံ104ရက်ကွက်လေကျမနေတယ်ကျမအခုဘေးကစောင့်နေတဲ့ဘေးကကက်ရဲ့မြေကွက်ပဲအဲ့ဒါ300ဆိုတော့ဟဲဝမ်းသာကြီးလားဒီကလေးလေးပေါ့နော်သူ့ရဲ့ကန်လေးလားမသိဘူးပေါ့ဒီကလေးလေးကိုလည်းဖော်လာအောင်မြေကွက်က300နဲ့ရသွားရပေါ့နော်ကျမလေအဲ့မြေကွက်ပိုင်ရှင်လေထိုင်ကတော့မတက်သမီးကျမဝမ်းသာအဲ့နဲ့အဲ့နေ့ကညနေပဲခလေးကိုကျမဒီမှာဂီဟာမှာလာပြန်ပို့ခလေးတော့ခေါ်ပြီးတော့ဂီဟာမှာကျမပြန်လာပို့ပြီးတောင်းတကုံချက်ချင်းကျမလိုက်သွားအဲ့နဲ့လိုက်တော့ကျမရက်ွက်ရုံးမှာပေါ့နော်စကားပြောရအောင်ဆိုလမ်းလူကြီးကနေတစ်စင်းမှာအဲ့ရက်ွက်ရုံးကိုတကားဖွင့်ပြီးတော့ကျမအဲ့မိန်းမနဲ့ဓာတ်ရိုက်မျက်နှာချင်းဆိုင်စကားပြောတော့အဲ့ဒီမိန်းမကကျမပထမ150ခေါ်150ခေါ်တော့ကျမကနေပြီးတော့အဲ့ဒီမျိုးသမီးကကျမ150ကျမပတ်စံမရှိဘူးလို့ခလေးတွေအတွက်ကိုကျမအလူရှင်ပေါ့နော်ဒီမြေကွက်ရလာရင်ဆိုလို့ရှိရင်အလူချင်းတဲ့လူကလည်းလှူလို့ရအောင်အလူရှင်မရှိလဲကျမအခုလောလောဆယ်စိုက်မယ်ပေါ့နော်ကျမရှိတယ်ကျမပတ်စံနေရနေပြီးတော့ကျမအခုစင်ရန်ချပေးမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်လည်း300နဲ့နောက်ဆုံးတဲ့သွားတယ်ထားပါတော့အဲ့တော့မနေ့ကပေါ့ကျမတို့ကျမပတ်စံချေဖို့လှုပ်ထားတာပေါ့အဲ့ဒါကျမပြန်သွား300နဲ့တဲ့သွားတယ်ဆိုကျမအိမ်ပြန်သွားပြီးတော့ဘာဖြစ်လဲဆိုတော့ကျမကိုသူတို့ကဖုန်းဆက်လာတယ်ဆင်းရဲချပေးပါတဲ့အနည်းဆုံး30လောက်ဆင်းရဲချပေးတယ်ဆိုတော့ကျမအိမ်ပြန်ရောက်နေပြီလေအိမ်ပြန်ရောက်နေဆိုတော့ကျမအိမ်လည်းပြန်ရောက်သွားပြီအရန်လည်းပင်ပန်းနေတယ်ဆိုတော့ပြီးတော့မိုးကလည်းမိုးချုပ်သွားပြီအဲ့ကျမတို့ဖုန်းဆက်တော့9နာရီလောက်ဖြစ်နေပြီ9နာရီလောက်ဖြစ်တော့မနေ့ကမနေ့ဆိုတော့မနေ့ကမနေ့ပေါ့နော်ရက်ကွက်ကောင်စီမှာကျမတို့တွေ့မယ်